လူတယောက်ကမှန်တစ်တာလေးတဲ့ကိုတွားကြားထိုးတံတစ်ချောင်းပစ်ထည့်လိုက်ပါတယ်နောက်တစ်စက္ကန့်မှာပဲအဲ့ဒီတွားကြားထိုးတံကကြီးမားသွားပြီးဒုံးကြီးတစ်စင်းလိုအားပြင်းသွားပါတယ်အဲ့ဒါကလှပတဲ့မိန်းကလေးတယောက်ကိုလိုက်ဖမ်းနေတဲ့ဝန်ပလွေအုပ်ကြီးကိုချက်ချင်းဖျက်ဆီးပစ်လိုက်ပါတယ်ပြီးတော့အဲ့ဒီလူကစားကျွန်းစားကြံပစွန်လက်မတစ်ခုကိုတစ်တာတဲ့ထပ်ပစ်ထည့်လိုက်ပြန်ပါတယ်ပစွန်လက်မကလည်းအစာပေါင်းများစွာကြီးလာပြီးသေးငယ်တဲ့မိန်းကလေးအတွက်နှစ်ပေါင်းရာချီစားလို့ရလောက်တဲ့အစားအစာဖြစ်သွားခဲ့ပါတယ်တကယ်တော့လွန်ခဲ့တဲ့ရက်ကဒီလူကလမ်းဘေးဈေးတဲ့တယောက်စီကနေဒေါ်လာ800ပေးပြီးဒီမှန်တစ်တာကိုဝယ်ခဲ့တာပါရောင်းတဲ့သူကဒီတစ်တာလေးဟာ3ပုံရိပ်တွေပြနိုင်တယ်လို့လှုပ်ဝက်ချက်အနေနဲ့ပြောပြခဲ့ပါတယ်အိမ်ရောက်လို့တစ်တာကိုကြည့်လိုက်တော့မိန်းကလေးတယောက်ကိုတောရိုင်းဝန်ပလွေတွေတိုက်ခိုက်နေတာကိုမြင်လိုက်ရတယ်သူလဲလန့်သွားပြီးကင်ထားတဲ့သွားကြားထိုးတံတစ်တာတဲ့အမှတ်မထင်ပြုတ်ကျသွားတာပါအဲ့ဒီသွားကြားထိုးတံကဝန်ပလွေအုပ်ကိုပြဝတ်သွားစေတာပေါ့မကြခင်မှာပဲနောက်ထပ်ဝန်ပလွေအုပ်တွေထပ်ရောက်လာတော့သူကသွားကြားထိုးတံအများကြီးကိုတစ်တာတဲ့ကျဲချလိုက်ပါတယ်သွားကြားထိုးတံတွေကကောင်းကင်ကကျလာတဲ့အုတ်ကပြန်တွေလိုဝန်ပလွေတွေကိုဝင်ဆောင်မိသွားတယ်မိန်းကလေးကတော့သူ့ကိုကွယ်ဝတ်ဆောက်ရှောက်နေတဲ့ဖျားသခင်တပါးပါရှိနေတဲ့ဒီသွားကြားထိုးတံအကြီးကြီးတွေကဖျားသခင်ရဲ့လက်နက်တွေပဲလို့ထင်သွားပါတယ်အဲ့ဒီနောက်မိန်းကလေးကဝန်ပလွေသားစိမ့်တွေစားနေတာကိုမြင်တော့သူကပစွန်လက်မောက်ကိုပစ်ထည့်ပေးလိုက်တာပါမိန်းကလေးကအံ့ဩသွားပြီးသူ့ဓာတ်နဲ့ပစွန်လက်မောက်ကိုခွဲဖို့ကြိုးစားပေမဲ့မရပါဘူးအဲ့တော့လူငယ်ကမိန်းကလေးကိုနောက်ဆုတ်ခိုင်းပြီးတစ်တာတဲ့လက်နိုင်ကပစွန်လက်မောက်ကိုခွဲပေးလိုက်တယ်သူကမှန်ပီလူးနဲ့တေချာကြည့်လိုက်တော့မှဒီတစ်တာတဲ့ကမြင်ကွင်းဟာ3ပုံရိပ်မဟုတ်ပဲတကယ်တည်ရှိနေတဲ့အသေးစားကဘာလေးတစ်ခုဆိုတာသူသဘောပေါက်သွားပါတယ်ရုတ်တရက်တဲတန်ကောင်ကြီးတစ်ကောင်ကမိန်းကလေးစီပြေးဝင်လာပါတယ်မိန်းကလေးကလေထဲခုန်တက်ပြီးတဲတန်ကောင်ကိုဓာတ်နဲ့ထိုးပေမဲ့တဲတန်ကောင်ကရုန်းကန်ပြီးမိန်းကလေးကိုမြေကြီးပေါ်လွှင့်ပစ်လိုက်တယ်အဲ့ဒီအခါလူငယ်ကမိချစ်ကိုယူပြီးတဲတန်ကောင်ကိုမိရှို့ပစ်လိုက်ပါတယ်